ပါရိုက်တဲ့သူသူထက်ရိုက်ခိုင်းတဲ့အခါမှာဟိုလိုမရိုက်နဲ့တော့နောက်ဆုံးတော့သူရိုက်တဲ့ပါကိုသူပြန်နမ်းတယ်အဲ့မြစ်တာပဲဒါပေမဲ့အဲ့ဒီမြစ်တာကိုယ့်ဘာသာလှုပ်ယူလို့မရအောင်အဲ့ဒီမြစ်တာဖျားပေးမှရတာလောကကြီးကလိုအပ်နေတာအဲ့လိုမြစ်တာအဲ့ဒါဘာလို့ထင်လဲတင်ဖျားကိုဘယ်နှကြိမ်ရိုက်ခဲ့တယ်ထင်လဲတင်တို့အကြိမ်ကြိမ်လဝကတိုင်မှာရိုက်ခဲ့တာယောမစစ်သားဘယ်လိုတင်မထင်နဲ့တင်လဲပါတယ်ကျွန်တော်လဲပါတယ်ဒါပေမဲ့ယေရှုကလဝကတိုင်မှာစစ်သားတွေကိုပဲယောမစစ်သားတွေပဲမဟုတ်ဘူးကျွန်တော်တို့အားလုံးတော်သူပါဆူတောင်းပေးခဲ့လေသူတို့မသိလို့လှုပ်တဲ့အဖြစ်တွေကိုခွင့်လွတ်ပါဖခင်ကကျွန်တော်တို့ကိုမေတ္တာနဲ့ဆွဲခေါ်တယ်ဗျာဖခင်ကကျွန်တော်မေတ္တာနဲ့ဆွဲခေါ်တော့ကြောင့်ကျွန်တော်ကိုသားသမီးတော်မှာမေတ္တာနဲ့မဆွဲခေါ်နိုင်ဘူးလားကိုညီကိုမောင်မတွေမေတ္တာနဲ့မဆွဲခေါ်နိုင်ဘူးလားဘာမှသွေးမတော်သားမဆက်လူတယောက်ကိုမေတ္တာသွားပြတာကိုမေတ္တာမခံစားပဲပါရိုက်လိုက်တာကိုသူကဖခင်မေတ္တာကငါအထဲမှာမြင်စေရမယ်မေတ္တာပြတာဒီနေ့ကျွန်တော်ပြောပြချင်တဲ့ကျွန်တော်ညီကိုမောင်မတွေဖခင်တင်တော့အရန်ချစ်တယ်တင်တို့ကြောခိုင်းခဲ့တဲ့အချင်းချင်းကြောခိုင်းခဲ့တယ်အချင်းချင်းပြစ်မှားခဲ့တယ်အချင်းချင်းကျွန်တော်တို့ဖခင်ကိုစော်ကားခဲ့တဲ့အချိန်တွေရှိတယ်နှလုံးသားအားဖြင့်စော်ကားခဲ့တဲ့အချိန်တွေရှိပါစေဖခင်ကဘာပြောနေထင်လဲအခုသိအောင် I love you my son and my daughters I love you I praying for you တင်းကိုချစ်ယုံတယ်မကောက်ဘူးတင်းရဲ့လက်ကိုဆွဲကင်ပြီးတော့ငါထပ်ဖို့ဆောင်အောင်မယ်ဘာလို့လဲဆိုတော့အဲ့ဒီမေတ္တာယူမခံစားမချင်းသူမေတ္တာပြလိမ့်မယ်တင်းအောင်ဖခင်ရဲ့မေတ္တာကိုခံစားရဖို့ဖခင်လုပ်ပေးလိမ့်မယ်တင်းအောင်အဲ့ဒီမေတ္တာကိုခံစားလာရရင်တင်းလူတိုင်းကိုမေတ္တာပြတက်လာလိမ့်မယ်ကဘာကြီးကလိုနေတာပတ်စံမဟုတ်မေတ္တာ